မင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီဆရာဒီနေ့လာတဲ့အကြောင်းကတော့ဆရာရဲ့ဒီပြင်ပမှာပေါ့လာမယ့် April 21ရက်မှာငလင်းနေကောလာငလင်းနေလုံမယ်ဆိုပြီးတော့ကောလာဟာလာတွေဒါဖြစ်ပေါ်နေတယ်ပေါ့ဆရာရဲ့အဲ့လိုငလင်းကိုသူကကြိုပြီးတော့ရက်တွေခံမှန်းပြီးပြောနေတာနဲ့ပတ်သက်လို့ဆရာအနေနဲ့ဒီငလင်းနဲ့ပတ်သက်လို့ဆရာရှင်းပြပေးပါအောင်ဆရာဒါဖြစ်နိုင်ခြင်းရှိမရှိဆိုတော့ရေပေါ့ဟုတ်ကဲ့မွေးဝဒဆိုင်ရာဇလားဗေဒဆိုင်ရာဘူမိဗေဒဆိုင်ရာတဘာဝဘေးတွေကတော့ဒါအမျိုးမျိုးဘေးတဘာဝဘေးဆိုင်ရာဘေးတစ်မျိုးစီမှာဇယိုက်တဘာဝတွေအမျိုးမျိုးရှိကြတဲ့ထဲမှာဘူမိဗေဒဆိုင်ရာဘေးတွေမှာဆိုလို့ရှိရင်တော့မြေငလည်လှုပ်ရှားမှုကအချိန်တို့နေရာတို့အင်အားပြင်းအားပမာဏတို့ဘယ်နေ့ဘယ်ချိန်ဘယ်ရက်ဆက်မဲ့လှုပ်မယ်ဆိုတာတော့ကြိုတင်ခံမှန်းနိုင်ခြင်းလက်ရှိမှာတော့ဤပညာကျွန်တော်တို့ကမ္ဘာပေါ်မှာမရှိသေးပါဘူးခင်ဗျဟုတ်ကဲ့ဆရာအခုဒီပြင်ပမှာထွက်နေတဲ့21ရက်နေ့ဆိုတဲ့ကောလာနဲ့ပတ်သက်လို့ဆရာအနေနဲ့ပြောရင်လဲဆရာအခုမလာ28ရက်နေ့ကဒီမန္တလေးမြို့အနီးတစ်ဝိုက်မှာလှုပ်ရှားတဲ့ငလျင်ကြောင့်မလို့ခုကျွန်တော်တို့မန္တလေးတိုင်းအတွင်းမှာတော့ဒီငလျင်လှုပ်ပြီးနောက်ပိုင်းမှာစုစုပေါင်းငလျင်ငယ်လေးတွေ64ကြိမ်လောက်ထိဒါနောက်ဆက်တွဲရေငလျင်ငယ်လေးတွေဆက်ပြီးတော့လှုပ်ရှားနေတဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်အဲ့တော့ငလျင်လှုပ်ရှားပြီးလို့ရှိရင်တော့နောက်ဆက်တွဲမြေငလင်အသေးစားအသေးစားအလက်စားလေးလည်းဆက်လက်ပြီးတော့လှုပ်ရှားနိုင်တဲ့အခြေအနေတော့ဒါသုံးသပ်လို့ရတယ်ပေါ့အခုဒီဧပြီလ15ရက်နေ့မနေ့မှာကိုပဲဒါအင်အားပမာဏတအားကြီးမများလို့သာလည်းပေါ့နော်ခံစားမှုအနည်းငယ်ရှိတယ်လှုပ်ရှားမှုတော့ရှိတယ်လူတိုင်းတော့မသိရှိနိုင်တဲ့မြေငလင်အသေးလေးအင်အားအသေးလေးလည်းဆက်ပြီးတော့လှုပ်ရှားနေတဲ့အခြေအနေမျိုးတော့ဒါတချို့လူတွေကခံစားလို့ရတယ်တချို့လူတွေကတော့မသိနိုင်တဲ့အင်အားမျိုးတွေလည်းဆက်ပြီးတော့လှုပ်ရှားရတယ်ပေါ့နော်အဲ့လိုမျိုးတွေတော့တွေ့ရှိရတယ်ဘယ်ချိန်ဘယ်ရက်ဘယ်ကာလမှာအင်အားဘယ်လောက်နဲ့အတိအကျလုံနိုင်မယ်ဆိုတော့သုံးသပ်ချက်မျိုးခံမှန်းချက်မျိုးကတော့ကျွန်တော်တို့တိုက်ပြီးတော့ရုပ်တိမတန်ဘူးလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်ခင်ဗျဟုတ်ဆရာရေကျွန်တော်တို့လေ့လာသလောက်ပေါ့နော်ဆရာငလင်းဆိုတော့ကြိုတင်ခံမှန်းလို့မရဘူးဘယ်နေ့ဘယ်ချိန်မှာလုံမယ်ဆိုတော့ဘယ်သူမှလည်းခံမှန်းနိုင်တဲ့နည်းပညာလောလောဆယ်မှာမရှိသေးဘူးပေါ့ဆရာရေအဲ့တော့အခုငလင်းကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာအခုငလင်းငယ်လေးလှုပ်နေဆရာအဲ့ငလင်းငယ်လေးတွေရဲ့နောက်ပိုင်းမှာရောငလင်းကြီးကလှုပ်နိုင်တဲ့အခြေအနေရှိသလားဒါမှမဟုတ်ငလင်းငယ်လေးတွေပဲအနေချင်းပေါ့နော်လှုပ်ဖို့အခြေအနေအလားအလာတွေဘယ်လောက်ရှိနိုင်လဲဆရာမြေငလည်လှုပ်ရှားမှုရဲ့ဒါဘူမိဗေဒဇယိုက်လက္ခဏာရဲမှာဆိုလို့ရှိရင်တော့ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ငလည်အားကြီးတဲ့ပမာဏကြီးတွေလှုပ်ပြီးလို့ရှိရင်နောက်ဆက်တွဲမြေငင်ဆက်လှုပ်နေတဲ့ကာလတရင်2ပတ်3ပတ်ဒီခါလေးကြာတဲ့တလားလောက်ထိကြာလေးလှုပ်ရှားနေတဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်အဲ့လိုအား3အား4ပေါ့နော်ဒီလိုပမာဏတွေဆက်ပြီးတော့လှုပ်နိုင်ကြရတော့ရာခိုင်နှုန်းများတယ်ပေါ့အားအကြီးနဲ့ထပ်ပြီးတော့ထပ်မံလှုပ်ရှားဖို့ကတော့ရခင်တော့ကတော့လည်းရှိခဲ့ဘူးတယ်ပေါ့ဒါပေမဲ့အင်အားကြီးနဲ့ထပ်မံလှုပ်ရှားနိုင်တဲ့ရာခိုင်တော့ကတော့အလွန်ပဲနည်းတယ်လို့ကျွန်တော်တို့ဒါငလင်နဲ့ပတ်သက်တဲ့တိတ်ပံဆိုင်ရာဒါဟိုယူဆချက်တွေရတော့ဒီလိုတွက်ဆလို့ရတယ်အဲ့တော့တေးကြတာကတော့မြေငလင်အသေးလေးတွေအလက်ကလေးတွေကတော့နောက်ဆက်တွဲမြေငယ်ငယ်လေးတွေရတော့ဆက်ပြီးတော့လှုပ်ရှားနေနိုင်တယ်သူပြည့်တတိပြုရမှာကတတိပြုတင်တယ်လို့ကျွန်တော်အနေနဲ့ကြံပြုတင်ပြချင်တာတော့ငလင်းကြီးလှုပ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲငလင်းလေးတွေလည်းစက်တိုက်လှုပ်ရှားနေတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါဘေးကင်းမလုံခြုံတဲ့ဒါမတင်တော်တဲ့ဘေးဟိုအန်ဒီရရှိတဲ့ပြူကျနိုင်တဲ့အဆောက်အုံတိုက်တာတွေအနိဗ္ဗာန်ဝင်ခြင်းမှာဒါမျိုးတွေမှာနေတင်ဘူးပြီးတော့ပြုတ်ကြနိုင်တဲ့ပစ္စည်းအဲ့လိုမျိုးနေရာမှာလည်းမနေတင်ဘူးပေါ့နော်ဘေးကင်းရှင်းတဲ့နေရာမှာနေတင်ပြီးတော့ဘယ်အချိန်ကာလလှုပ်နိုင်မှန်းမသိတဲ့ကြိုတင်ပြီးတော့သတိပေးချက်လည်းထုတ်ပြန်နိုင်တဲ့မရှိတဲ့ဘေးမျိုးစားဖြစ်တဲ့ကြောင့်မလို့မြေငလင်တစ်ခုအင်အားပြင်းတဲ့မြေငလင်တစ်ခုလှုပ်ရှားလာရင်တော့ဘယ်လိုတုံ့ပြန်မယ်ဆိုတဲ့အစီအစဉ်တွေဒါတူးချင်းမှဒီရက်ရွာအစင်ထိလိုက်ပေါ့နော်တုံ့ပြန်နိုင်မဲ့အစီအစဉ်တွေကြိုတင်ပြင်ဆင်ထားတာတော့ပို့ပြီးတော့လက်တွေ့ကြတယ်လို့ကျွန်တော်အနေနဲ့တော့ကြံပြုတင်ပြချင်ပါတယ်ခင်ဗျဟုတ်ဆရာဒါဆိုကျွန်တော်တို့ဒီလာမယ့်အခုကောလာဖြစ်နေတဲ့ April 21ရက်မှာငလင်းလုံမယ်ငလင်းကြီးလုံမယ်လို့ပြောနေတာရဲ့ဒါမဖြစ်နိုင်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဆရာဘုံမှုပြည်သားဆိုင်ရာငလင်း base နဲ့ပတ်သက်တဲ့ဒါဇယိုက်လက္ခဏာငလင်းနဲ့ပတ်သက်တဲ့ဒီအချက်လက်ပိုင်းဆိုင်ရာတွေမှာတော့ဒါ
ဒီကြိုတင်ပြီးတော့သိရှိနိုင်တဲ့မရှိတဲ့ဒါဘေးမျိုးစားတစ်ခုဖြစ်လို့လည်းကြောင့်မလို့ကြိုတင်ပြီးတော့ခံမှန်းနိုင်ခြင်းမရှိပါဘူးခင်ဗျာ ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ